အောင်မဲ့မင်္ဂလာပါ Aura Tarot Reading ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ် Aura ဒီကနေ့ဖတ်ကြားသွားပေးခြင်းတဲ့ Tarot Reading ခေါင်းစဉ်ကတော့သူ့ရဲ့ရင်ခုန်တန်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ကြားသွားပေးမှာပဲဖြစ်ပါတယ်ဒီ reading မှာကကြတော့ဒီဗီဒီယိုကိုမြင်တဲ့ဘသူမဆိုမိမိသိချင်တဲ့သူရဲ့ရုပ်ပဲဖြစ်ဖြစ်သူ့ရဲ့နာမည်ပဲဖြစ်ဖြစ်ကိုစိတ်ထဲမှာမှတ်ယူပြီးတော့သူကကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရင်ခုန်တန်နေဘယ်လိုမျိုးခံစားချက်တွေရှိနေတာလဲဆိုတာကို Aura နဲ့အတူတူကြည့်သွားမှာပဲဖြစ်ပါတယ်အဲ့တော့စလိုက်ကြရအောင်အရင်ဆုံးအသက်ကိုဘဝရှုပြီးတော့ကိုသိချင်တဲ့သူရဲ့ပုံပန်းအသွင်ပြင်တဲ့နာမည်လေးကိုစဉ်းစားပြီးတော့စိတ်ထဲမှာမှတ်ယူလိုက်ပါစိတ်ထဲမှာမှတ်ယူပြီးပြီဆိုလို့ရှိရင်တော့သူကကိုယ်နဲ့ပတ်သက်ပြီးတော့ဘလို့ရင်ခုန်တာနေဘလို့ခံစားချက်တွေရှိနေလဲဆိုတာကို Aura နဲ့အတူတူကြည့်ကြပါမယ်အဲ့တော့ Aura က3ကဆွဲမယ်ပေါ့နော်ပထမဆုံးကပါပြီးရင်နောက်တစ်ကပါပြီးရင်နောက်တစ်ကထပ်ဆွဲပါမယ်အဲ့တော့ဒီဗီဒီယိုကိုမြင်မိတဲ့သူလေးတွေအနေနဲ့ပထမဆုံးအနေနဲ့ပေါ့နော်ကိုစဉ်းစားမိတဲ့လူကိုသိချင်တဲ့သူကကိုယ့်ရဲ့ရည်သားဟောင်းဖြစ်မယ်ဆိုလို့ရှိရင်သူကတင်နဲ့ပတ်သက်ပြီးတော့တောင်းပန်ခြင်းနဲ့စိတ်တွေရှိနေတယ်ပေါ့နော်မင်းနဲ့ပတ်သက်ပြီးတော့အရင်တုန်းကစပြီးတွေ့တုန်းကပုံစံအတိုင်းသူ့ရဲ့ရင်ခုန်တန်လေးတွေကအရင်တုန်းကကိုနဲ့ဆက်ဆက်တွေ့တဲ့ပုံစံအတိုင်းကိုစချစ်မိတဲ့အချိန်တုန်းကအတိုင်းသူ့ရဲ့ရင်ခုန်တန်တွေကရှိနေရပေါ့နော်ပြန်ပြီးတော့အဲ့လိုမျိုးနှေးရဲ့ရင်ခုန်တန်လေးအတိုင်းပြန်ပြီးတော့တည်ရှိနေပါတယ်တဲ့ပြီးကြတော့သူ့အနေနဲ့သူမှားခဲ့တဲ့အရာတွေကိုတင့်အပေါ်ကိုတောင်းပန်ပြီးတော့ကိုရှိကိုပြန်လာကျင်နေတဲ့အရေးအယောင်တွေကိုလည်းတွေ့ရပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ crush ပေါ့နော် crush ကိုအာယုံပြုတ်ပြီးတော့ကြည့်တဲ့သူတွေအနေနဲ့ကကြတော့တင်တဲ့ crush ကြားထဲမှာမကြခင်မှာတကားတစ်ချက်ပွင့်လာမယ်ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့သူကလည်းကိုယ်နဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်အသစ်တွေရင်ခုန်တဲ့အသစ်ကလေးတွေစတင်လာပြီးပေါ့နော်သူနဲ့ကိုယ်နဲ့တွေ့ရဖို့အနေထားလေးတွေတည်လုပ်ဖို့ရှိတဲ့အနေထားလေးတွေရှိလာလိမ့်မယ်တင်ဘက်ကနည်းနည်းလောက်ရေးလာမြောင်းပေးလောက်လိုက်တာနဲ့ crush ဘက်ကလည်းပြန်ပြီးတော့ကိုရှိကိုရင်ခုန်တဲ့အသစ်တင်နဲ့စတင်ပြီးတော့ကိုရှိကိုပါလာဖို့အနေထားမျိုးရှိရပေါ့နော်လက်ရှိချစ်သူကိုစိတ်ထဲမှာထားပြီးတော့ကြည်လိုက်တဲ့လူတွေအနေနဲ့ကကြတော့မကြခင်မှာနှစ်ယောက်သားပို့ပြီးတော့ရင်းနှီးပြီးတော့ခိုင်မာတဲ့ချစ်ချင်းမေတ္တာတရားရရှိလာလိမ့်မယ်ပြီးကြလို့ရှိရင်ကိုယ့်ရဲ့ချစ်သူကကိုယ်နဲ့ပတ်သက်ပြီးတော့လုံးဝကိုခံစားချက်ကောင်းနေရင်ခုန်တန်းကောင်းမွန်တဲ့ရင်ခုန်တန်းနေနဲ့စိတ်ခံစားချက်တွေသူရှိမှရှိနေရပေါ့နော်မင်းနဲ့ပတ်သက်ပြီးတော့သူကရင်ခုန်တန်းနေမြန်နေတယ်ပို့ပြီးတော့လဲအရင်ကထပ်ပို့ပြီးတော့လဲချစ်လာနေတယ်လို့ပေါ်တာကမြင်မိပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်မိတဲ့သူတွေဘယ်သူမှဆိုကံကောင်းတယ်လို့ပဲပြောရမယ်ပေါ့နော်အရာအားလုံးကအခြေနဲ့ပတ်သက်လာရင်မင်းဘက်မှာပဲရှိနေတယ်လို့ပေါ်တာကပြောချင်ပါတယ်အဲ့တော့အခုဗီဒီယိုလေးတွေကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် alright နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ် bye bye